ကိုပစ္စည်းရောင်းမယ်ရောင်းကားတက်ချင်တယ်လို့ဒါတွေစဉ်းစားကြတယ်အဓိကစဉ်းစားမယ်ဆိုရင်ဒါပေမဲ့တကယ်တမ်းအခြေခံစဉ်းစားရမယ့်အချက်က3ချက်ပဲရှိတယ်မင်္ဂလာပါညီမတို့ MOE Marketing Advisor နည်းပညာစုပါညီမဒီနေ့ပြောသွားမယ့်အကြောင်းအရာကတော့ရောင်းကားတက်ဖို့အတွက်ညီမတို့ Marketing အဓိကလုပ်ရမယ့် main 3ချက်ရှိရပေါ့နော်ပထမတစ်ချက်ဒီညီမတို့ဘသူကိုရောင်းပါလဲကိုယ့်ရဲ့ပစ္စည်းဒါမှမဟုတ်ရင် service ကိုဘသူကိုရောင်းပါလဲအသက်ဘလောက်ကနေဘလောက်ဆိုရင်လူတွေကဘာတွေကြိုက်တယ်လဲသူတို့ကဘလို့အပြောဆိုလေးတွေကိုပို့ပြီးတော့နားထဲပို့ဝင်လဲသူတို့တွေပုံစံလေးတွေကဘလို့ပုံစံလေးတွေရှိတယ်ကိုကဘသူကိုရောင်းပါလဲဘသူကိုရောင်းပါလဲညီမတို့သိပြီးဆိုနောက်ဒုတိယတစ်ချက်အနေနဲ့ကကျတော့ဗမာရောင်းပါလေပေါ့နော်ဗမာရောင်းပါလဲဆိုရှိရဆိုင်မှာရောင်းမယ်ပြီးသွားလို့ရှိရင် online နေမှာရောင်းမယ် online နေမှာရောင်းတဲ့အခါမှာအခုအရန်ခေတ်စားနေတဲ့ platform တွေသွားတယ် Facebook TikTok ပေါ့နော်အဲ့တော့ media ကိုကဘယ် media platform မှာကိုကရောင်းပါလဲဘလို့ပုံစံနဲ့ရောင်းပါလဲနောက်ဆုံးတစ်ချက်ကတော့ပေါ့နော်ဗမာရောင်းပါလဲဘသူကိုရောင်းပါလဲတော့သိပြီးသွားပြီဆိုလို့ရှိရင်ကိုရီရောင်းမဲ့လူကိုကြော်ညာဖို့အတွက်ပေါ့နော်ဘလို့ရောင်းပါလဲသူတို့ဝယ်သွားအောင်အထိကိုဘာတွေပြောမှာလဲပေါ့နော်အဲ့ခါမှာအမျိုးမျိုးပြောတာရှိရင်ဒါပေမဲ့ညီမကဘလို့အကြံပေးခြင်းလဲဆိုတော့ဘလို့ရောင်းပါလဲဆိုတဲ့အပေါ်မှာ message ကိုတစ်ခုတည်းပဲပေးစီခြင်းနဲ့ပေါ့နော်ကိုယ့်ရဲ့ပစ္စည်းကိုသုံးလိုက်လို့သူတို့ကဘာရသွားမှာလဲ value လေးတစ်ခုပေါ့နော်အဲ့ဟာလေးတစ်ခုကိုအရင်ကြည့်ပြီးတော့ message ကိုတစ်ခုတည်းပဲပေးသူတို့ရဲ့နားရဲကိုဝင်လာအောင်ကိုယ့်ရဲ့ပထမတစ်ချက်ကဘသူ့ကိုရောင်းပါလဲဆိုတော့သိပြီးသွားပြီသူတို့ဘလို့ပုံစံလဲသိပြီးသွားပြီဆိုတော့ဘလို့စကားလုံးသုံးလဲဆိုတာလဲဒါသိပြီးသွားပြီဒုတိယတစ်ချက်အနေနဲ့ဗမာရောင်းပါလဲဆိုတော့ဒီ platform တွေမှာသုံးနေတဲ့ကိုယ့်ရဲ့ customer တွေကဘာတွေကိုကြိုက်တယ်လဲဒီအဓိကအချက်လေးတွေကိုပဲစဉ်းစားပြီးတော့ဒီ၃ချက်ကိုအခြေခံပြီးစဉ်းစားရင်တော့ marketing လုပ်တဲ့အခါမှာပို့ပြီးတော့လွယ်ပါလိမ့်မယ်အခုလိုအကြံတွေကိုပို့ပြီးတော့ရယူခြင်းနဲ့ဆိုရင်တော့အပေါ်ကလင်လေးကိုနှိပ်ပြီး advisor အပ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်